တော်တော်လေးအတွက်စိတ်ပျက်စရာဖြစ်တစ်ခုဖြစ်လာပြီးသူ့ရဲ့ယောက်ျားနှင့်ခွဲခွာရချိန်ရောက်လာပြီးဖြစ်သည်ဒီအချိန်မှာသူမအတွက်အခက်အခဲများစွာရှိနေခဲ့တော်လဲအခြေအနေကိုချိန်ညှိပြီးဖြည့်ရှင်းရန်လိုအပ်နေသည်သို့တော်သူမစိတ်ထဲမှာနီးစနစ်ပြေဆုံးနဲ့မပြတ်မကွက်ရှိနေခဲ့ပြီးအခြေအနေကိုတိုးတက်စွာဖြည့်ရှင်းနိုင်ဖို့ရည်ရွယ်ထားသည်အဲ့ဒီကြောင့်သူမယောက်ျားနှင့်ခွဲခွာပြီးနောက်ဓာတ်ရိုက်ပြောဆိုခြင်းမရှိဘဲအနေအထားကိုတေချာစွာစီမံထားခဲ့သည်ဒီအချိန်မှာသူမအတွက်ပထမဆုံးအတွေ့အကြုံဖြစ်သည်မှာသူ့ယောက်ျားနှင့်ခွဲခွာရခြင်းဖြစ်သည်ပထမဆုံးအကြိမ်ဖြစ်သည့်အတွက်စိတ်အားနည်းမှုစိတ်ပူပန်မှုများရှိခဲ့သည်သို့တော်သူမအတွက်မရှိမဖြစ်လိုအပ်ချက်မှာတေချာစွာကိုယ်ပိုင်နေရာတစ်ခုရရှိခြင်းဖြစ်ပြီးတီးခံနိုင်မှုရှိသည်ကိုသက်သေပြရန်လည်းလိုအပ်နေသည်သူမမရှိတော့ချိန်မှာသူမရဲ့အိမ်ကိုတွားရောက်နေထိုင်နိုင်ရန်စီစဉ်ထားခဲ့သည်အဲ့ဒီအချိန်တွင်အညိုသည်လူဆိုးအဖွဲ့အစည်းတစ်ခုနှင့်ပေါင်းပြီးငွေကြေးဆိုင်ရာအပေါင်းအသင်းမသင့်တော်သောလုပ်ငန်းများဆက်လက်လုပ်ကိုင်နေခဲ့သည်ပထမတော့ကတော့ဇော်ဝင်ရန်နှင့်ပေါင်းပြီးအွန်လိုင်းကိစ္စများကိုလုပ်ခဲ့တော်လဲအဆက်အသွယ်ချိန်တွင်အမှန်တကယ်မောင်မြင်ခဲ့ခြင်းမရှိပါအညိုသည်မတရားလုပ်ငန်းများဖြင့်ငွေရှာပြီးနောက်ဆုံးအခြေအနေတွင်စိတ်မကောင်းဖြစ်နေခဲ့သည်ဒီအချိန်မှာလဲသူမယောက်ျားလိမ္မာအောင်သည်သူ့မိန်းမအားတေချာစွာစောင့်ရှောက်နေရမှအခြေအနေကိုစီစစ်နေခဲ့ပြီးကိုဝင်ပြက်ချင်းဆိုင်ရာအမှုကိုမသိဘဲနားလည်နေခဲ့သည်အညိုသည်လူဆိုးအဖွဲ့အစည်းနှင့်ပေါင်းပြီးငွေကြေးဆိုင်ရာတခြားမသင့်တော်သောလုပ်ငန်းများဆက်လက်လုပ်ကိုင်နေခဲ့သည်ဒီအချိန်အတွင်းတေချာစွာစီစစ်ပြီးနောက်ဆုံးအခြေအနေကိုစီမံရန်စ조사နေသည်ဇော်ရကထွက်ပြေးစရာမရှိတော့ကြောင်းသိပြီးအေးအေးဆေးဆေးပြန်လှမ်းလာခဲ့တယ်အညိုကအိမ်ပြင်ကိုထွက်လာပြီးမျက်နှာအမူအရာမဖက်လို့ရအောင်တိတ်ဆိတ်နေခဲ့ပေမဲ့မျက်လုံးတွေထဲမှာတော့မေးခွန်းတွေနာကျင်မှုတွေတောက်လောင်နေခဲ့တယ်ဘလောက်ထိကြားလိုက်တာလဲလို့အညိုကမေးလိုက်တယ်လုံလောက်အောင်ပါလို့ဇော်ရကအတန်နှိမ့်နှိမ့်နဲ့ပြန်ဖြေလိုက်တယ်ခဏတရက်အတွင်းသူတို့နှစ်ယောက်လုံးစကားမပြောနိုင်ကြဘူးညလေတို့ကအေးဆက်နေပြီးသူတို့ရဲ့ပူးတွဲထားတဲ့အတိတ်ရဲ့အလေးချိန်ကိုတဲဆောင်လာသလိုခံစားရတယ်တခါတော့ကဇော်ရဟာအညိုကိုကာကွယ်မယ်လို့ကတိပြုခဲ့ဘူးပြီးသူမရဲ့ဇလန်းထဲမှာလူဆိုးဖြစ်ရပါစေဆိုရင်တောင်လက်မလျှော့ခဲ့ပါဘူးဒီလိုအခြေအနေထိရောက်သွားမယ်လို့မရည်ရွယ်ခဲ့ပါဘူးလို့ဇော်ရကပြောလိုက်တယ်မင်းရဲ့အဖေနဲ့ကျွန်တော်စကားများခဲ့တယ်အရာအလုံးလက်လွတ်သွားခဲ့တယ်အညိုရဲ့စိတ်ထဲမှာဒေါသကမြင့်တက်လာပေမဲ့အဲ့ဒီဒေါသအောက်မှာပိုဆိုးတဲ့အရာတစ်ခုတစ္ဆာဖောက်ခံရတဲ့ခံစားချက်ကရှိနေခဲ့တယ်ကျမကိုမင်းအပြစ်မဲ့သူလို့ယုံကြည်အောင်လုပ်ခဲ့တာပဲနော်လို့ပြောလိုက်တယ်မင်းကိုအမုန်းမရှိပဲနေထိုင်စေခြင်းလို့တိတ်ဆိတ်နေခဲ့တာပါလို့ဇော်ရကပြန်ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုကပဲကျွန်တော်အတွက်ဒဏ်ခတ်မှုဖြစ်သွားခဲ့တယ်သူတို့ရဲ့နောက်မှာအမေကနားထောင်နေခဲ့ပြီးကိုယ့်ရဲ့လှုပ်ဝက်ချက်တွေကနောက်ဆုံးတော့ကိုတီဆောက်ထားတဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးပစ်လိုက်ပြီဆိုတာသိနေခဲ့တဲ့သူမကရှေ့ကိုခြေလန်းတလန်းလှမ်းပြီးလိန်ညာမှုတွေလုံလောက်ပြီလို့ပြောလိုက်တယ်အမှန်တရားနဲ့ဘာလို့မလဲဆိုတာသမီးကိုယ်တိုင်ဆုံးဖြတ်ခိုင်းလိုက်ပါအညိုကမျက်နှာလွှဲသွားပြီးစိတ်အတွင်းမှာအတွေးတွေလှိုင်းထနေခဲ့တယ်